Alright, what do you do in your free time? ကျမတော့ထွေထူးမရှိပါဘူးပုံမှန်ပေါ့နော်ပုံမှန်သွားဖြစ်တာကတော့ swimming pool ပေါ့ကျမရေကူးတာနေတက်တယ်လေရေကူးဖြစ်တယ်ဒါပေမဲ့ကျမရဲ့ class ပေါ့အချိန်မှမူတည်တာပေါ့ class က morning class ဆိုရင် afternoon မှာရေတော့ကူးလိုက်တယ်တကယ်လို့ afternoon class ဆိုကျမ morning ကူးပြအောင်ကူးလို့နော်တရက်ကိုအနည်းဆုံး1နာရီဝက်လောက်ပါတော့ကျမအချိန်ကြီးရေကူးတယ်ပေါ့ဘာဖြစ်လဲဆိုတော့ကျမထင်တယ်လေရေကူးတာကတကယ်ကျမရေအတွက်အဆုံးတဲ့နှလုံးသီးကြီးပေါ့အဲ့ဒါတွေအတွက်ကောင်းစီတယ်ပေါ့နော်ဒါပေမဲ့ကျမကအရေပြားအတွက်တော့သိကူးမစားရေပြားကတော့ရေကူးရင်သိတဲ့အတိုင်းပေါ့တအားကောင်မှမဲမောင်ညိုမဲပြီးတဲ့ကာလကောင်းတယ်မဲမောင်ညိုမဲပြီးတဲ့ကာလဘယ်လိုပြောရမလဲရေကူးတဲ့အသားရည်နဲ့ရေမကူးတဲ့အသားရည်နဲ့မတူလေအခုရှင့်အသားရည်ဆိုကြည့်ပါလားလမ်းဆန်းပြီးတော့လှပနေဟာဒါပေမဲ့ရေကူးရင်ဒီလိုမလှနိုင်ဘူးလေ so black ပဲဒါပေမဲ့သူကလီစာတွေအတွက်ကောင်းတယ်လေကြက်သားတွေအယိုးတွေမဆယ်တယ်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကတော့ကျမဆီယမနန်စီရဲ့အင်္ဂလိပ်စာတန်းကိုပုံမှန်လေးပေါ့လာဖြစ်အောင်ကျမကြိုးစားတယ်လေဘာဖြစ်ဆိုတော့တပတ်မှာကျမတို့ brain polish လုပ်တာပေါ့တပတ်မှာတစ်နာရီနှစ်နာရီပေါ့အင်္ဂလိပ်စာကိုလေဆီယမရဲ့ဒီ native pronunciation တွေကျွန်တော်နားထောင်ပြီးတော့အများကြီးဘူးတုတရတာပေါ့နော်နောက်တစ်ခုကတော့ကျမကဗုဒ္ဓနေ့ညနေတိုင်းကိုလေကျမရဲ့ရေကူးတင်ပေးတဲ့အမေရိကန်ကဆီယမကြီးမာရီယာအဲ့ကိုကျွန်တော်သွားလဲပေးတယ်ပေါ့နော်ဆီယမကြီးကလည်းသူကအသက်လဲတော်တော်လေးရလာတော့အရင်လုံးလေးဖြစ်တယ်လေအဲ့ဒါကျွန်တော်သွားလဲစကားတွေပဲပြောပြီးတော့ကျမနဲ့ကျမညီမလေးစန်တာနဲ့အဲ့ဒါသွားလဲဖြစ်တယ်ပေါ့ပြီးဆီယမကျွေးတယ်စားတာပေါ့နော်ပြီးရင်တော့ဒါကတော့ကျမရဲ့ major ကျမတပတ်မှာကျမလုပ်ဖြစ်တဲ့ကျမရဲ့ major things ပေါ့နော်၃မျိုးအပလာ things လေးတွေကတော့လေဒီလိုပဲပေါ့ online ပေါ်တက်တယ်ချက်တယ်ဆိုတာ chatting with my so many friends yeah a lot of friends I mean ex boyfriend and recent boyfriend and future boyfriend ချက်တယ်ပေါ့ hi မင်္ဂလာပါကိုလူချောပေါ့ like this but you know normally anybody doesn't reply to me because they are very busy Hey, sorry. Sometimes I do. And but ကျမအနည်းသက်ဆုံးကတော့အဲ့ online ပေါ်မှာ online internet surfing လေ online ပေါ်မှာကျမ blog တွေရှောက်ဖတ်မယ်ပြီးကျမ comment တွေတက်ရေးမယ်အိုင်ပြီးတော့တကယ်ချင်းတွေကိုဟိုဒီကျမရှောက်နောက်မယ်ကျမရဲ့ Gtalk မှာကျမပေါက်တက်ကြရတယ်ရေးမယ်တခြားလူတွေရေးထားတဲ့ကြပြအပိုင်းစားတွေကျမနှစ်သက်တဲ့ philosophy တွေအဲ့ဒါအပိုင်းစားတွေကိုဖြတ်ညက်ကပ်ပြီးတော့ copy paste တွေလုပ်မယ်အဲ့ဒီ online မှာ internet surfing တော့ကျမတော်တော်လေးအားရနဲ့ပေါ့အားလျင်အားတယ်လို့ကျွန်တော် internet ပေါ်တက်ပြီးတော့ချက်ပါတယ်လို့အဲ့လောက်ပဲရှင်ရေကူးတယ်ကျမဆီယမနန်စီရဲ့အင်္ဂလိပ်စာအတန်းကိုတက်ဖြစ်အောင်တက်တယ်ကျမရဲ့ရေကူးတင်ပေးတဲ့အမေရိကဆီယမကြီးမာရီယာကိုကျမတစ်ပတ်တစ်ခါသွားဖြစ်အောင်သွားတယ်ပြီးတော့ every day မှာတော့ကျမရဲ့အချိန်လေးတွေပေါ့ကျမရဲ့ study လုပ်တဲ့အချိန်အတွင်းအချိန်လေးတွေဖဲ့ပြီးတော့တနာရီခွဲ online ပေါ်တက်ပြီးတော့ကျမတကယ်ချင်းတွေနဲ့တွေ့တာပေါ့တွေ့ဆုံမိတ်ဆက်စကားပြောချစ်တင်တော့မလို့ပါလေတွေ့ဆုံမိတ်ဆက်စကားပြောချက်ကြတယ်လို့ပြောတာ Okay thank you